ဒီကလပ်အုံလေးရနော်ဒီကြောက်ပြင်းလေးလဲမှာကြောက်ပြင်းဘာလို့လဲတာလဲဆိုတော့ကလပ်ကလည်းမချော်ဘူးကင်းနေလည်းချိတ်တယ်သူ့ရဲ့ပြဿနာဘာဖြစ်လဲဆိုတော့ဘာလို့ဂီယာထိုးတဲ့ခါကျရင် free မရကလပ် free မရနော်ကလပ် free မရတော့ဒါလေးစစ်စစ်လိုက်တော့ဒီကောင်အတက်ကဒီမှာ1တက်2တက်3တက်4တက်5တက်6တက်9တက်10တက်ဖြစ်နေတယ်သူ original 9တက်ထည့်တာနော်အဲ့တော့10တက်ပြီးတော့ဒီကောင်နည်းနည်းမြင့်ကလပ်ဒီဟာလေးနည်းနည်းမြင့်နေတယ်ဒီနောက်ကဒီအတက်ကလေးလည်းဟောဖြစ်တယ်ကလပ်ဂီယာထိုးရတယ်တအားမှာတယ်ဒီကလပ်ကိုကြောက်ပြင်းအဲကြောင့်မို့လို့ငါတို့ဒီမှာ9တက်ပါတဲ့ဟာလေးကိုပြန်လဲပေးမယ်နော်ဒီမှာ9တက်ပါလဲ1 2 3 4 5 6 9ခါတလေကြရင်ဒါလေးတွေကဒီကလပ်ကိုကြောက်ပြင်းနေတယ်သူ original မဟုတ်တဲ့ဟာလေးကြတယ်ထည့်ရတော့တိတ်အဆင်မပြေတာလည်းရှိတယ်ဒီကောင်လေးနည်းနည်းလေးစားနေပြီစားနေတယ်လို့တဲပလိုက်တော့နော်ဒီဂီယာထိုးကလည်းမာတယ်ကလပ် free လည်းမလုပ်ဘူးအဲကြောင့်မို့လို့ကလပ်ကိုကြောက်ပြင်းလဲတာနော်ကြောက်ပြင်းလဲတာဆိုတော့ကြောက်ပြင်းဘယ်လိုလဲတယ်ဆိုတော့ပြပါနော်ကြောက်ပြင်းလဲမယ်ဆိုတော့လေးဖြုတ်အောင်နော်ဒီနေ့လေးတွေဖြုတ်ပြီးသားလေးပေါ့ဖြုတ်ပြီးရင်ဒီမှာစပလိန်လေးရှိရနော်စပလိန်လေးပြင်ထားအခုလေးဒီမှာဟိုတက်တက်မဲ့ဟာလေးကိုထည့်လိုက်မယ်တပည့်ရင်နော်ဒီမှာစပလိန်နဲ့ဒီအပေါက်၄ပေါက်တည်းထိုင်တာဟုတ်အဲ၄ပေါက်နဲ့ချိန်လိုက်မယ်ချိန်ပြီးရင်ဟာတက်လိုက်နော်တက်လိုက်နော်တက်ပြီးရင်ဒီနက်ကလေးတွေထည့်မယ်နက်လေးလုံးဒီနက်လေးတွေကဒီဝါရှာလေးတဲ့ကုန်းကုန်းလေးဖြစ်နေလည်းမရဘူးဒီလိုတညီလေးဖြစ်နေတာဒါအိုက်ကုန်းနေတယ်လည်းကလပ်ထိုင်ကိုအရှိကိုတွန်းထားတဲ့အတွက်ကလပ်ကနောက်ပြန်လှည့်တာလှည့်လို့မရတာလို့ကလပ် free မလွတ်တာလို့ဖြစ်တယ်နော်မောင်လေးကနက်လေးတွေတော့ကောင်းတယ်ဖြစ်နေတာကလပ်ကိုကြောက်ပြင်းလေးရဖြစ်တယ်နော်ကြောက်ပြင်းလေးစားလဲစားနေပြီ free ကလည်းမလွတ်ဘူးအဲဒါမလို့လဲပေးလိုက်တော့နော်ဘူကောင်းတယ်နော်ဒီကမှအပလင်းနဲ့ပြတ်နော်စပလိန်လေးထည့်မယ်စပလိန်လေးထည့်မယ်ဒီမှာအပေါက်လေးရှိတယ်ဒီမှာတက်လေးရှိတယ်လို့ဒါတော့ကိုစင်းနေတယ်တက်လို့ရတယ်ကိုကျွမ်းကျင်တယ်လို့တက်လို့ရတယ်နော်အားမှာကြောက်လိုက်လေးနဲ့ထိုးထည့်လိုက်နော်ကဲဒီမှာကြောက်လိုက်အချုံလေးနဲ့ထိုးနည်းလေးကြက်ပြီဒီအောက်မှာစီလေးနည်းနည်းလောင်းမယ်နော်စီလေးနည်းနည်းထည့်မယ်ကလပ်အားလေးထည့်မယ်ကလပ်ဟောဆယ်လေးထည့်မယ်ပေါ့ပြီးရင်ကလပ်တန်များလေးထည့်မယ်နော်ကလပ်တန်များလေးဒီမှာကျယ်လေးရတယ်ကွယ်အကျဉ်းလေးရတယ်ကွယ်နော်ဒီမှာအကျယ်လေးနဲ့အကျဉ်းလေးမှားမယ်နော်ဒီမှာအကျယ်လေးကအောက်ကိုထည့်မယ်နော်ပြီးရင်ကလပ်ပြထည့်မယ်ဒီမှာကလပ်ပြကနော်ကြည့်ရတော့ပလိတ်ပြားလေးပါတယ်ချိတ်တဲ့ဟာလေးတွေပါတဲ့ဟာအောက်ထားမယ်ပြီးရင်အလေပြားတစ်ပြားတောင်းလေးတွေပါတဲ့ဟာဒီတောင်းလေးလိုက်တိုင်းမထည့်လိုက်နော်ပြီးရင်အလေပြားတစ်ပြားလေးပေါ့တန်ပြားနဲ့ဒီနေ့နဲ့ပြင်းနဲ့ပေါ်ခိုင်းမယ်နော်အဲ့တော့ဒီလိုတော့မယ်ပြီးဒီထဲမှာစပလိန်လေးတွေရှိတယ်ဒီမှာဒီကလောက်စပလိန်လေးတွေကျုပ်နည်းနည်းထိုင်နေတာပေါ့တော့သူ့ကိုထိုင်နေတာနည်းနည်းလေးကျဲတော့နည်းနည်းလေးချဲပေးရမယ်ဒါလေးတွေကကျုပ်နေတယ်ဆိုတော့ဘာဖြစ်လဲဆိုတော့ဂီယာစထိုးရင်ဂီယာထိုးပြီးရတယ်စလို့ထားရင်ဒီမှာမဆွဲရင်ဆိုင်ကတွတ်ဆုပ်ဖြစ်တတ်တယ်နော်ဒီကောင်လေးတွေကထိုင်နေလို့အဲမို့ဒီကောင်လေးနည်းနည်းလေးကျဲပဲနော်ဒီကောင်လေးခုတလုံးလိုလေးပလာလေးနဲ့လိုက်လို့နည်းနည်းလေးချဲလိုက်ပေါ့ဒါလေးနည်းနည်းကျဲပြီးဆိုရင်ငါသူလိုင်းလေးအတက်လေးပင်ပေါက်လေးပါတယ်နော်ဒီမှာပင်အပေါက်လေးတွေပါတယ်ဒီမှာပင်အတက်ကလေးတွေပါတယ်နော်အဲအတက်လေးတွေကိုထည့်ရမယ်နော်အဲလေးခုတလုံးထည့်ပြီးတစ်ခုတစ်ခုထည့်ပြီးထည့်ပြီးကလပ်ပြဘောတန်ပြနော်အကျဉ်းကောင်လေးကကြတော့ဒီမှာဆွဲလေးပါအဲ့ဆွဲလေးနဲ့ဒီစပလိန်လေး၄ခုကိုထိမိအောင်ဖုံးမယ်နော်ဒါကောအိမ်မှာကလိကျင်တဲ့လူတွေအတွက်ဟုတ်ပြီပြီးရင်ဒီမှာကလိကြီးရှိတယ်ကလိကြီးတက်မယ်နော်ရရင်ကွန်ပဏီလေးနဲ့လှည့်ကြည့်မယ်တစ်ဖက်ကလေတစ်ဖက်ကချိတ်ရနော်ဒီဘက်ကလှည့်လို့ရတယ်ဒီဘက်ကျရင်ချိတ်တယ်နော်
အဲ့လိုလေးချိတ်နေရမှာနော်ဒါမှကလပ်ကမှန်တာနော်โอเคဒါမှပို့လေးဒါဆိုရင်โอเคသွားပြီကလပ်ကိုကြောက်ပြင်းလဲတာအဆင်ပြေသွားပြီနော်ဒါလေးကိုပြန်တက်မယ်နော်တက်ပြီးသွားရင်တော့အဆင်ပြေသွားဒီခေါက်တော့ဒါလေးကတော့ကလပ်ကိုကြောက်ပြင်းလုံးနဲ့หนีလေးပါနော်အားလုံးပဲကြမှာကြပါချက်တာကြပါဒီဗီဒီယိုနဲ့တိုးတက်ကြပါကွာ